တော့လာလေကွာဖျောက်ပဲဆိုဟာမေးဟာတော့ပြီကွာအဲ့ဒါဒီတစ်စနေနေတဲ့ဦးရေလိုက်ဖို့ပြရလားဖေဖေဟာလေဒီတစ်စနေပြိဿဦးရေလိုက်ဖို့ဟာဒီမှာခင်းစောရှုံးနေကြတယ်တော့မြို့နေတော့ရှုံးဒီတစ်ဖက်ဘာကောင်းလဲဆိုလို့ရှိရင်တော့ဒါတို့ဒီတစ်စနေနေချင်တဲ့လိုက်ဆောင်ဦးရေလိုက်ဖို့ပြရလားနင်တို့ကောင်းစားဖို့အတွက်ငါကဒီမှာအလုပ်လုပ်နေတာလေလာပြီးအာယုံနောက်မယ်ဆိုတာကြီးပဲဘိုက်စားလို့လားဟဟလားဟမ်ဘိုက်စားရဆိုလို့ရှိရင်လည်းနောက်ဖေးမှာရှိတာပြီးသွားပြီးလှန်လောက်စားလိုက်သွားဟိုမှာဆက်ထားတာစားလိုက်အဆန်ရှာဖို့ကူမယ်ဆိုတာမရှိလေးပိုက်စားလက်ပိုက်စားနေရလားကိုလည်းပိုက်စားနေတာဒါအဲ့ငါကိုမိဖို့ကြောင့်လည်းမစားကြရတော့ရှာကြမယ်စားကြရတယ်ဘာမှမရှိကိုမီမီတိုက်တာလေဘယ်ပိုက်စားလို့လားဒါအဲ့ဆိုကိုပြင်မစားကြရတော့ရှာပြီးနေတယ်တင်လိုက်တော့မလေးခိုင်နာဝါရှင်လက်တက်တက်ဒီခိန်းနေပြီလဲစောင့်နေတာလေလောက်လေးပါလေးလောက်ဖို့စဉ်းစားပါအောင်လားလောက်တာနားနေတဲ့ဟာကမင်းရလေကလေးတွေတော့တမင်းကျွေးသွားရလားမင်းတောင်းနေမင်းကျွေးရမှာမင်းအမေဟာရှင်မွေးထားတာမဟုတ်ဘူးလားမင်းမွေးတာလေငါတူမွေးတာဖိုင်ကလေးတွေမတွေ့ဘူးနောက်တော့မရှိဘူးအရှိတွေလည်းသွားကြည့်သွားတယ်မတွေ့ဘူးတော့ကလေးနဲ့သွားဆိုတော့နေမှာပါကွာမင်းရလေမဟုတ်သေးဘူးတော့တားရေသမီးရေကိုယ်မတွေ့ဘူးတော့တော့မင်းရလေတကယ်မရှိဘူးဒီမှာဘယ်လိုမှရှာလို့မတွေ့ဘူးဟောထွက်လာကြဖုန်းနေနေနေလို့ဟေးပြီးတော့မလေးမသိဘူးအဲ့ဒါရှင်းတာဖြစ်တာတိလားတနေ့ကုန်တနေ့ကဂိမ်းဆောင်နေတော့ခလေးတွေကိုနည်းနည်းလေးမှပြင်မဆိုင်မင်းရောဘီလို့ပြီးဆိုင်လားတနေ့ကိုချင်းတိုင်းကနေပြီးတော့လုံးကြီးတာတော့ဒီတော့ကလေးပြောက်မင်းတော့ပြောက်လာဒီငါ့မဆိုင်ဘူးရှင်းတော့ကြည့်နေလို့လားဘယ်ကလေးအမေကြီးအမေတောင်းနေလားသုံးပါအောင်ပြောမနေပါနဲ့ရှာပါအောင်ခလေးတွေကဝင်းနေတယ်ဝင်းနေပြီရှိဘူးကောင်းနေပြီခုတော့တွေ့မှာတော့ရှာရအောင်လားတမီးကလေးနဲ့ရောက်တွေ့မိလားဟင်ပါကလေးတွေဘာမတွေ့ပါလားသမီးရဲ့ဟာလေလို့ပါတမီးကလေးနဲ့ရောက်ပဲပြောင်းသွားလည်းမသိဘူးလို့ပေါ့ပါရဲ့အတီးတော့တာလည်းကျွန်တော်ဒီနေ့တွေ့မိသေးလားဒီနေ့ကိုဒီနေ့မတွေ့ဘူးပါဘူးတရားနေလည်းမသိခွေးမခလေးရှာပြလေလားဟုတ်ပြီမင်းတို့တွေ့လားရပြီလေဘယ်လိုလဲရှာပဲမမလည်းရှာတော့မတွေ့တူလေးရေတူမလေးရေជីជីလာတယ်ဟဲ့အဲ့လေဘာဖြစ်လို့ငိုနေရလဲရေမော်လည်းငိုနေတယ်ဟဲ့နင်တို့လည်းများနေဘာလို့ဖြစ်နေကြတာတော့ညီတို့လည်းမရှင်းနေဘူးအဲ့ဒါဘာဖြစ်ကြတာတော့ပြောရမှာတော့ခလေးနေဘာဖြစ်လို့လဲငါတို့နဲ့တို့မဘာဖြစ်လို့လဲပြောကြတယ်မှာငါရှင်းနေပူလိုက်တာညီတို့ခလေးဘာမနေလဲပြောဘာဖြစ်တာတော့ခလေးပြောပါညီရလည်းရှင်းနေတော့လိုက်တာပြောသမှာဘာဖြစ်တာတော့ခလေးရှင်းနေမှာရှင်းလိုက်အဲ့တွေ့တော့အမလေးဘာတို့လည်းမဖြစ်ပါနဲ့ဘာကဝဲနေလဲကိုလို့ရှာပြီးဝိုင်းဘာမှမတွေ့အောင်မကိုတို့တော့နေပါပြီကိုတို့တော့ပဲနင်တို့ကိုအတားကြောင့်တော့ပြောဒီဖိတော့လည်းအမြဲတမ်းခိုင်းအမေကိုကြည့်လိုက်လည်းအမြဲတမ်းနှလုံးကြီးထွက်နေတို့မမလည်းခက်တဲ့ကိုယူဆိုင်တာနေတို့မမရှိတော့အမလေးကိုတို့တော့နေပါပြီငါတို့လေးနဲ့တူမလေးဒီအချိန်မိုးချုံတော့ညီတို့ငါတို့လိုက်ရရင်တော့ညီတို့စိတ်လိုက်ပါမဒီစိတ်ညီတို့စိတ်ညီတို့နေပူလိုက်တာစမရတူပါမရဲ့ပြေးတိုင်းညီတို့တော့မချင်မိပါညီတို့ကမိပါတော့မခေါ်လိုက်တဲ့မိပါမျိုးတွေပါ
အဲ့လိုရေခလေးရေခလေးတယောက်လမ်းပြောင်းနေလို့ငါလာပို့တာဟေ့အမေအေးမတော်သူနမလို့ပေါ့အေးချစ်ပါဦးဘေးကင်းနဲ့ပြေရောက်လာတာကလေးအမေဖုန်းမကချင်းရလုံးချပါတော့အေးညီတို့တွေဆိုဒီမှာလဲနော်မှတ်လားသားသမီးဆိုတာမိဘကလိုချင်လို့လူလောကတွေကိုခေါ်လာခဲ့တာသူတို့ကလာချင်မှလည်းလို့တောင်းဆိုတာမဟုတ်ဘူးညီတို့လိုချင်လို့မွေးလာခဲ့ခေါ်လာခဲ့တဲ့သားသမီးတွေညီတို့တလောက်မှဂရုမစိုက်နိုင်ဆိုညီတို့မိဘလို့ခေါ်လိုက်သေးရဲ့လားနော်အခုဖြစ်သွားတာလေညီတို့ဘောအကြီးမားဆုံးတိတ်နှမ်းစာပဲညီတို့နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့ကြားလားဒုက္ခကဲမော်ဘနေတော့လာမတူလေးတူမလေးကြိုက်တယ်ဖော်ထွက်လည်းပဲချစ်ချစ်ယူလာခဲ့တယ်လားချစ်ချစ်တို့တော့ထားပဲတော့ပြီညီတို့မော်ဘနေနဲ့တော့လာ